အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တောင်ကြီးဒုတိယရက်ဖြစ်ပါတယ်မနက်ခင်းမှာလန်လန်ဆန်ဆန်လေးဖြစ်သွားအောင်လို့နှစ်ယောက်အတူတူလန်ထွက်ရှော့ဖြစ်ခဲ့ပါတယ်တောင်ကြီးမြို့ရဲ့မနက်ခင်းနေရအရန်ကိုတာယာပြီးတော့အေးချမ်းပါတယ်လမ်းမှာလည်းပေါ့နော်လမ်းလျှောက်တဲ့လူတွေအများကြီးရှိရဲ့ပြီးတော့ဂုံးတက်ကုန်းစင်းတွေများတဲ့အတွက်ကြောင့်မို့လို့လမ်းလျှောက်ရတာလည်းတော်တော်လေးအဆင်ပြေရလို့ခံစားရပါတယ်ကလေးလုံနေပါတယ်ကလေးလည်းမဟုတ်ပဲကလေးရောင်ဆောင်နေပါတယ်ဒါရှိရတော့ဆက်ဆံတွင်စီပေါ့နော်ဒါပေမဲ့ဒီနေ့ဆက်ဆံတွင်စီမသွားခဲ့ပါဘူးဒီနေ့ကတော့ဒီအရှိဒါလေးတွေအရင်တော့မယ်ပေါ့နော်လက်ဖြန်ကြတော့မှလမ်းလျှောက်ပြီးတော့ဆက်ဆံတွင်စီကိုပုံဝင်ပါမယ်အခုမြင်တွေ့နေရတယ်လို့ပဲတောင်တန်းကြီးတွေကာယံထားပြီးတော့ရှုခင်းအရန်လာတဲ့ဆူလာမနီစီဖြစ်ပါတယ်ဒီစီရီကလည်းသူ့ရဲ့ရှုခင်းနေကြောင်းမို့လို့အရန်ကိုနာမည်ကြီးပြီးတော့တပ်ပုံရိုက်တဲ့တွေလည်းတော်တော်လေးများပါတယ်ဒီစီရီရဲ့သမိုင်းကိုအချင်းချုပ်လေးပြပြချင်ပါတယ်မန္တလေးမြို့မဟာမုနိရုပ်ပွားတော်မြတ်ကြီးကိုတွန်းလောက်ပူဇော်စဉ်ကကြံရှိခဲ့တဲ့ကျေးရည်အကျွင်းကြံတွေကိုစုဆောင်ပြီးတော့ဆူလာမုနိပွဲတော်နဲ့ရုပ်ပွားတော်တဆူတွန်းလောက်ခဲ့ပါတယ်။အဲ့ရုပ်ပွားတော်မြတ်ကြီးကိုမူလကမိထီလာမြို့မှာကိန်းဝပူဇော်ထားရကနေနောက်ပိုင်းမှာတော့တောင်ကြီးမြို့ကိုပင်ဆောင်ကိုဝယ်ရစီစဉ်ခဲ့ကြပါတယ်။ဒီရဲ့ဇီရီမှာမြန်မာနဲ့ရှမ်းပြည်သူကလက်ရာတွေများစွာကိုတွေ့ရှိနိုင်ပါတယ်။တယောက်ကတော်တော်ချီပြီးဆိုးနေရပါတော့မကောင်းနေရနော်မစပါခရီးထွက်လာသူကနေမကောင်းနေဖြစ်ကိုကြလည်းမဆန်သက်ကြွငင်းလေးစေးကြွကားကိုတနအီခွဲနီးပါးမောင်းပြီးတဲ့အချိန်မှာတော့သမိုင်းဝင်မွေတော်ကကူဘုရားကိုရောက်ရှိခဲ့ပါတယ်။ဖျားဝင်းနဲ့ဝင်လိုက်တာနဲ့ထူးခြားချက်တစ်ခုကတော့ညောင်မင်းအကြီးတွေရှိနေရဖြစ်ပါတယ်။ပတ်ဝန်းကျင်လေးကစိမ့်စိမ့်ဆူဆူလေးနဲ့အရန်ကိုအေးချမ်းတိတ်ဆိတ်ပြီးတော့နေကျင်စရာကောင်းပါတယ်။မွေတော်ကကူရောက်နေပါပြီ။နေကောင်းလာပြီ။မွေတော်ကကူရောက်နေပါပြီ။ထဲမှာလာတာတနာရီ
ခွဲနော်အဲ့လောက်ကြာတယ်ဆိုတော့ကြတော့ဒီထဲမှာတန်းအောင်နေပါမယ် စိတ်ချတောင်ကြီးနဲ့ကလောလောက်ပြီးတော့ တောင်ကြီးနဲ့ကလောလောက်ဝေးပါတယ်ဟုတ်ပါတယ်အဲ့ဆိုတော့ထဲမှာပုံကြီးရိုက်မယ်ပေါ့နော်ချိန်ကြာကြီးပုံကြီးရိုက်မယ်လို့စိတ်ကူးထားတာပဲဒါမဲ့ကိုကစိတ်ကပြောင်းတတ်တော့ရိုက်ချင်မှလည်းရိုက်မှာပေါ့နော်မွေတော်ကက်ကူဖျားရဲ့ဖျားသမိုင်းကအနေငယ်ထူကြတာမို့လို့ကျင်းချုံလေးပြောပြချင်ပါတယ်ဒီကက်ကူဖျားစုကိုခေတ်သုံးခေတ်မှာတည်ထားခဲ့တာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့တိဓမ္မတောကမင်းကြီးခေတ် BC 300စုဒုတိယကတော့အလောင်းစီသူမင်းကြီးခေတ် AD 12ရာစုနောက်ပြီးတော့ညောင်ရွှေစော်ပွားများခေတ်18ရာစုအဲ့ဒီရာစု3ခုစုပေါင်းပြီးတော့မှစီဒီပေါင်း2488စုကိုစီတန်းထူထပ်စွာတည်ရှိခဲ့တာဖြစ်ပါတယ်ဒီစီဒီမှာအမခန်းလာတဲ့ပိတုကလက်ရပညာအများပြားကိုတွေ့ရှိနိုင်ပါတယ်ကက်ကူဖျားပွဲတော်ကိုနှစ်စဉ်တပေါင်းလာပြည့်နေ့ရောက်တိုင်းငွေတော်ကက်ကူဖျားမှာကျင်းပလေးရှိပါတယ်ရွာနေပါတယ်။ဘိုးလည်းဆွဲထားပါတယ်။သူ့ပြောတယ်အဲ့ဒါမြင်ပြန်ရအောင်ဆိုတော့ဇွတ်တီဗီဒီယိုရိုက်နေမြင်ပြန်မယ်လို့ကားနဲ့တည်းရလာရတော့အဲ့လိုပေါ့ဒီပြားဆိုတော့ယူနာနိုင်မှာမဟုတ်ဘူးအဝေးရောတော်ကြီးကိုဟုတ်တယ်တော်တော်ဝေးရလမ်းမှာမှလေကြောက်ကြောက်လန့်လန့်နဲ့လာခဲ့ရဟဲ့ဒုက္ခပဲပေါ့လမ်းမှာလူလည်းမရှိဘူးပေါ့အဲ့ဒါမို့ရောက်တော့ခါရဲအမတရားနောက်တစ်ခေါက်လာပြည့်တယ်ငါတို့စားတောင်ကြီးရောက်နေတာမှာဒါတော်တော်ကြီးလမ်းတယ်ဟိုဘက်ရောက်ပြီဆိုကိုပုံကနီးသွားပြီတောင်ကြီးနဲ့ဒါကိုရဟိုကုန်းကနီးနေဖက်ကြည့်လားတန်တယ်မလားဒီရတန်တယ်လို့ဆိုတာပါတန်ပါအများကြီးပဲရိုက်နေတယ်ခဏီမတူတရားတစ်ဖြတ်ပါနော်ဒီကြတရားကမိုးတွေနဲ့ရှင်ပဲမိုးတွေနဲ့ဂျူလိုက်တာချားရလည်းတက်တာပါမိရဲ့စနီးလေးရဲ့ပြည့်စုံရမှုတက်တာပါဒီကပြနက်ကနေလို့မကောင်းခုတက်တာတာဆိုတောင်ကြီးပြန်တော့မယ်တောင်ကြီးကိုပြန်တော့မယ်နော်တောင်ကြီးပြန်တော့မယ်ပြီးရင်ဟိုတယ်မှာတူခဏပေးနာမလို့ခဏပေးနာပြီးရင်ကော်ဖီလေးပါလေးတော့တောက်မယ်ပေါ့နော်ညကျရင်တော့စောစောပြန်လာမယ်အိမ်ပဲပေါ့နော်ပြန်လာမယ်နေ့ကျရင်အင်းလေးသွားမှာပြန်အင်းလေးမှာကတရက်နေအစ်စင်းနေပြီဒီလေးဖျားတွေပါရှောက်သွားပါတော့နေ့ကျရင်ဖျားသွားပါညာဝယ်တီဝယ်ပေါ့နော်ညာနာတောင်းရှိတယ်拜拜